Hello, alam mo mga bono, diniကျွန်တော်ဒါစာတန်းထုံးလေးကျွန်တော်တစ်ချက်လုပ်ပြရမယ်နော်ဒါဒီမှာ TikTok မှာလည်းတင်ပေးပါတော့တချို့လည်း TikTok မှာတင်ပေးပါအောင်ဆိုတော့ဒါကျွန်တော် TikTok မှာလည်းပြန်တင်ပေးတယ် YouTube မှာလည်းကျွန်တော်တင်ပေးရနော် YouTube မှာကျွန်တော်အများဆုံးဦးစားပေးပြီးတင်ပေးမယ်နော်ဒီရရှိဒါဒီ TikTok မှာတိတ်မတင်ဘူးဆိုတာကကျွန်တော်ဒီမှာမိနစ်တွေရှည်သွားရင်လည်း TikTok ကဒါ for you လည်းမရောက်တာတို့အတဘန်းမှာတော့ရှိရနော်အဲ့မှာကျွန်တော်စာတန်းထုံးလေးဖြစ်ဖြစ်ဒါတူတူရသေးစိတ်လေးတွေကိုကျွန်တော်ဒီမှာ TikTok မှာလည်းတင်ပေးမယ်ဒါ YouTube မှာကျွန်တော်အများဆုံးတင်ပေးမယ်နော်ကျွန်တော် YouTube channel link လေးကိုဒီမှာ TikTok ပိုင်းမှာ link ချပေးထားရနော်အမှ Telegram channel link လည်းရှိရဲဗလာသားတို့နဲ့ Telegram channel link မှာဆိုရင်လည်းကျွန်တော်ဒီမှာတင်တန်းကြောင်းလေးသေးသေးလာအောင်မြင်လို့ရတယ်နော်တင်တန်းချင်းနဲ့အတူဒါတင်တန်းကြောင်းလေးလာအောင်မြင်လို့ရတယ်ဒီကိုကဒါငွေကြီးလည်းစင်မပြေဘူးဒါပတ်စံလည်းမတက်နိုင်ဘူးဆိုဗလာသားတွေအတွက်ဒါကျွန်တော် TikTok ကောင်လေးကို like follow sorry ဒါ TikTok ကောင်လေးကိုဒါ follow လုပ်ပေးထားပါတော့ဒါ YouTube channel မှာဆိုရင်ကျွန်တော် like subscribe လေးလုပ်ပေးကြအောင်နော်ဒီမှာ TikTok ပိုင်းမှာကျွန်တော် YouTube channel link ရောဒါ Telegram channel link ရောပါကျွန်တော်နှစ်ခုချပေးတာနော်ဗလာသားတွေနဲ့ဒါမှာ YouTube channel link ကိုဒီမှာသွားပြီးတော့ဒါတူတူလေးသေးသေးလေးသွားကြည့်နိုင်မယ်နော်ဒါကျွန်တော်ဒီမှာဆိုရင်ဒါစာရန်ထုံးလေးတစ်ချက်လုပ်ပြပေးမယ်နော်အဲ့ဒီမှာဗလာသားအနေနဲ့ဒါပေါ်စာရန်ထုံးလေးစလုပ်မယ်ဆိုရင်နော်ဒါဗလာသားအနေနဲ့ဒီမှာဒီကိုရေးချင်တဲ့ပုံစံပေါ့နော်ဒါစာရန်ထုံးလေးကိုဒါကိုမျိုးမျိုးရှိရပါတော့ကျွန်တော်ရင်လည်းတင်ပေးထားရမှာနော်စာရန်ထုံးလေးဒါရင်ကောက်နေမှာကျွန်တော်ဘန်းခံနဲ့ကောက်နေမှာကျွန်တော်တော်လေးများရပါတော့စာရန်ထုံးလေးဒီမှာဆိုရင်ကျွန်တော်ဒီအကောက်ကကျွန်တော်ဒီ2လကျော်ပြီပေါ့နော်2လကျော်အကောက်တက်ပေါ့ပြောမှာအဲ့ကျွန်တော်ဒါစာရန်ထုံးလေးစလုပ်ပြမယ်နော်ဒီမှာဆိုရင်အပေါင်းလေးစားနေမယ်အပေါင်းလေးစားနေပြီးတော့ဗလာသားတို့ဒီမှာအေအကြီးသေးတဲ့ပုံစံမျိုးတက်ဆိုတာဆိုတစ်ချက်နေလိုက်မယ်နေပြီးတော့ဒီမှာဗလာသားတို့ကိုစိတ်ကြိုက်တာတချင်းနဲ့မှာပါတဲ့တချင်းစားသားကြီးကြီးကိုလိုချင်တဲ့စားသားကြီးဒီမှာထည့်လို့ရတယ်နော်အဲ့ဒါကျွန်တော်ဒီမှာရေးချင်တာရေးသူထည့်လိုက်ပါနော်ဒါမျိုးလေးထည့်လိုက်မယ်နော်ကျွန်တော်စားလေးရှေ့ဝတီစက်ကလေးပါထည့်ပေးလိုက်မယ်အဲ့ဒါဒီမှာဆိုရင်ဒါကိုကြိုက်တဲ့ကာလာဒီနေရာမှာရေးလို့ရတယ်ဒါကျွန်တော်ပြပြမှာနော်ဒါကလည်းဒီနေရာမှာဆိုရင်တချို့ကဒီမှာကျွန်တော်တို့ကာလာရအများကြီးမပါဘူးပေါ့နော်ကာလာရအများကြီးမပါဘူးကာလာရဲ့ဒါဘရရှောင်ဆိုပြီးကျွန်တော်တော်တော်လေးမေးကြပါနော်ကာလာကဘယ်လိုဆက်မလို့ဆိုတာဗလာသားအနေနဲ့ကျွန်တော်ပြမယ်ဒီလိုတွေမှုထွက်လာအောင်နော်ဒီမှာဆိုရင်ဒီမှာကိုရေးဒီမှာခုကျွန်တော်ယူလိုက်တဲ့ဟာဒီမှာနော်ရေးချင်တာရေးဆိုစားသားလေးကိုဖြူအောင်လေးရှိတယ်နော်ဒါဆိုဒီနေရာမှာဆိုကာလာဖဲတဲ့ဝင်လိုက်ပြီးတော့ဗလာသားဒီမှာဆိုကိုယူခဲ့တဲ့ဒီမှာရေးချင်တာရေးဆိုတာဒီမှာပေါ်နေနော်အမှကိုကကာလာဆက်ချင်တယ်ဘယ်လိုလုပ်အောင်မလို့ဆိုတော့ဒီမှာညာဘက်ကိုတစ်ချက်ကြည့်လိုက်ပါနော်အောက်မှာခုဒီကာလာလေးရဲ့ဘေးကညာဘက်ဓာတ်လေးရဲ့အောက်မှာဒီပုံစံလေးတွေ့လာဒီ၄000ပုံစံမျိုးတွေနော်ကင်မရာပုံစံမျိုးတွေအဲ့အလိုတစ်ချက်နေလိုက်မယ်နေ့ပြီးဒီမှာဒီနေရာမှာကိုကြိုက်တဲ့ကာလာဗလာသားကြိုက်တဲ့ကာလာမှာဒီနေရာမှာထည့်လို့ရနော်ဒီနေရာမှာတော့ထည့်လို့ရနော်ဒီနေရာမှာဒါဗလာသားကြိုက်တဲ့ကာလာဒီမှာဒီဟာဆိုရင်ဒီမှာအယောင်ရွေးရဒီဘက်ကဒီမှာဆိုရင်ဒီမှာကိုကြိုက်တဲ့အယောင်ကာလာ shorting နေဒီမှာမျိုးလုပ်လို့ရနော်အဲ့ဒါကျွန်တော်ဒီနေရာမှာဒါကိုကြိုက်တဲ့အယောင်သွားထားလိုက်ပါနော်အဲ့ဒါကျွန်တော်ဒီမှာကိုကြိုက်ကာလာလေးကိုကျွန်တော်တစ်ချက်ထည့်လိုက်မယ်ကျွန်တော်တော့ဒီမှာဒီနေရာမှာကိုကျွန်တော်ဖြူလေးထည့်လိုက်မယ်ပေါ့နော်လောလောဆယ်ဖြူလေးထည့်လိုက်မယ်ပြင်ရပြီးတစ်ချက်တော့မယ်ပြီးဒီမှာ AC တက်ကလေးဝင်ပြီးတော့ဗလာသားအနေနဲ့ကိုစိတ်ကြိုက်ပမာဏဒီရွယ်ထားဖောက်ပမာဏဒီထားလို့ရတယ်ကျွန်တော်အများဆုံးထားရတယ်ကျွန်တော်တို့24ထားပါတော့24ထားမယ်ပြီးဒီနေရာမှာကိုကြိုက်တဲ့ font ဒီ font လုံးနေကိုလည်းကျွန်တော်ဒီမှာ YouTube မှာလည်းတင်ပေးထားသလိုဒီမှာ TikTok မှာလည်းကျွန်တော်တင်ပေးထားရနော်ဒီမှာဆိုရင်ဒါကိုကြိုက်တဲ့ font ကိုဒါလည်းကောက်ထည့်လိုက်ပါနော် Z font ဖြစ်ဖြစ်ဒီ font ကိုကျွန်တော်တင်ပေးထားရနော်ကျွန်တော် TikTok မှာလည်းတင်ပေးထားပြီးတော့ဒီမှာဒီကောင်ကျွန်တော်ဒီဥပမာနဲ့ကျွန်တော်ဒီ font လေးယူလိုက်မယ်ဗျာပြီးတော့ကျွန်တော်ဒီအမှန်ကြီးလေးချစ်ပေးလိုက်မယ်နော်ဒါပေမဲ့ဒီနေရာမှာဆိုဒါကိုရေးချင်တာရေးဆိုတာပေါ်တင်နိုင်မယ်နော်မြင်အောင်လို့အဲ့ဒီမှာစပြီးတော့ဒါကိုကြိုက်တဲ့ဒါဒီမှာ